ကျွန်တော်အမှန်တရားတစ်ခုပြောမယ်ဗျာတင်အခုချိန်မှာတင်အသက်30ကျော်နေပြီအခုချိန်ထိတင်ဟာအိမ်ငားပြီးတော့နေရသေးတယ်ကိုယ်ပိုင်ကားကိုယ်ပိုင်အိမ်ကိုယ်ပိုင်စုဆောင်ထားတဲ့ပတ်စံတွေမရှိဘူးနောက်ပြီးတော့အမျိုးတွေကိစ္စတစ်ခုခုရှိလာတဲ့အခါတင်အိတ်ကထဲကနေနိုင်ပြီးတော့သူတို့ဖြည့်ဆွက်ပြီးဖြည့်စည်းပေးနိုင်မယ်စွမ်းရည်မရှိဘူးနောက်ပြီးတော့ငွေအမောက်အများကြီးနဲ့ပတ်သက်လာတဲ့ကိစ္စမှန်သမျှတင်ဟာဘာမှလှုပ်ဆောင်နိုင်မဲ့အရေးချင်းမရှိဘူးလှုပ်ဆောင်နိုင်မဲ့စွမ်းရည်မရှိဘူးဆိုရင်တင်နားလေတဘောပေါက်လိမ့်မယ်ဒီချိန်မှာချစ်တာတွေမချစ်တာတွေဘာမှရေးမပါဘူးဒါချစ်တာတွေတန်ရောစင်တွေနောက်တဲ့မျက်နာတာရမယ့်ကိစ္စတွေအားလုံးအလကားပါပဲနောက်ပြီးလူတယောက်ဆိုတာတော့ပတ်စံရှိတဲ့အချိန်မှာဒီမျက်နာတာရမယ့်ကိစ္စကိုအလေးနဲ့မထားစေချင်ဘူးဗျာအပွင့်အလင်းဆုံးပြောမယ်ဗျာတစ်ဖက်လူကလည်းသူ့အတွင်းစိတ်ထဲကနေနေပြီးတော့တင့်ကိုမျက်နာတာပေးမှာမဟုတ်တင်ရတာအောင်မြင်လာပြီအဖက်ဖက်ကပြည့်စုံလာပြီဆိုရင်အဲ့ဒီလူကတင့်ကိုမျက်နာတာလာပေးလိမ့်မယ်ဒါခုခေတ်ဖြစ်ပေါ်နေတဲ့အရာတွေပါပဲကျွန်တော်ဘယ်တော့မှလက်တွေ့ဘဝတဲ့ကြော်လွန်တဲ့စကားလုံးတွေကျွန်တော် line ထဲမှာပြောရဲဆိုတာမရှိဘူးနောက်ပြီးလူတယောက်ဆိုတာပတ်စံမရှိတဲ့အခါမှာဘယ်နေရာရောက်ကိုယ့်ကိုနည်းနည်းလေးတတိမထားမိတာနဲ့အခြားလူတွေ level တစ်ခုကနှိမ့်နေပြီသားပဲ level တစ်ခုကနှိမ့်နေပြီသားပဲအထူးဖြင့်လူများတဲ့နေရာမှာဆိုရင်ဗျာတင်စကားနည်းနည်းပဲပြောတာကိုကောင်းလိမ့်မယ်နှုတ်မဆိုတင်မဲ့စိတ်ညစ်ရရောက်လိမ့်မယ်ဗျလူများတဲ့နေရာမှာဆိုရင်တင်ရစကားပြောဖို့စီစဉ်လိုက်ပြီပြောလိုက်ပြီတင်ပြောတဲ့စကားတွေကိုပြန်အားခံမယ်အဲ့လိုမှမဟုတ်ဆိုရင်ရောင်လို့တော့နားမထောင်ဘူးအဲ့လိုမျိုးလူပြော့ရင်စကားလုံးတွေလည်းပြော့တယ်ပြီးတော့တင်ဘာပဲပြောဗျာအရေးမကြီးဘူးမှတ်ထားလိုက်တင်ပြောတဲ့အရာတွေဘာမှအရေးမကြီးဘူးအရေးကြီးတာတင်ဟာဘယ်လိုလဲဆိုတာအရေးကြီးတယ်ကျွန်တော်တင်လို့ဆိုလို့ချင်တာကတော့ပတ်စံရဖို့အရာပဲလေ့လာတာလွယ်လို့ရှိရင်အခြားအရာတွေတော့တိတ်အရာမရောက်ဘူးလို့ထင်တာပဲဒီပေါ့ဒီနေ့ဒီအချိန်ခါမှာကျွန်တော်ပြောတဲ့စကားတွေကိုတင်နားလည်ရှင်မှနားလည်လိမ့်မယ်ဒီနေ့တစ်ချိန်မှာတော့တင်နားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်